တခိုးတိုက်ထားတန်90အလီချင်းချီတဲ့ရွှေတုံးတွေကိုခိုးယူခဲ့ကြပါတယ်။ရွှေတွေကိုတဲရလွယ်အောင်လို့အရေးဖြော်ပြီးရေထဲကိုလောင်းချကရွှေစိလီတွေအထည်ပြောင်းလဲပစ်လိုက်ကြပါ။အခုဆိုရင်ရွှေတန်ကျော်လောက်တောင်အရေးဖြော်ပြီးသွားပြီချလို့အရာအားလုံးကအစီအစဉ်အတိုင်းပါပဲ။ဒါပေမဲ့အပြင်မှာကင်းဆောင်နေတဲ့ချက်ကိုရဲတွေကညင်သွားလာကြောင်းခိုးမှုကျူးလွန်နေတာပေါ်သွားပြီးသူတို့လည်းချက်ချင်းထွက်ပြေးကြရပါတော့တယ်။ရဲတွေကလည်းနောက်ကနေထက်ချက်မကွာလိုက်နေတာကြောင့်သူတို့ဟာတော်တဲ့ကိုပြေးဝင်ပြီးခြေချင်းထွက်ပြေးခဲ့ကြတယ်။ကျက်ကလီဆာကိုတစ်ပင်ပေါ်တက်ပုံးခိုင်းပြီးရဲတွေကိုတခြားဘက်ဆွဲခေါ်ဖို့စူးစမ်းခဲ့ပြီးမြဲတကယ်တော့လီဆာကတစ်ပင်မတက်တတ်ပါဘူးရဲတွေနီးကပ်လာတာကြောင့်သူမလည်းအနာကတစ်လုံးအိမ်လေးတစ်ခုထဲမှာဝင်ပုံးလိုက်ရပါတယ်တစ်ဖက်မှာလည်းရဲတွေကအကြီးကျယ်လိုက်လံဖမ်းဆီးနေပြီဖြစ်လို့ကျက်ကဖန်ထဲမှာကျန်နေတဲ့အဖွဲ့သားတွေကို plan B အသုံးပြုဖို့ချက်ချင်းအကြောင်းကြားလိုက်ပါတယ်အခြေအနေမဟန်တော့တာကိုသိတဲ့အဖွဲ့သားတွေဟာသူတို့တွေကတစ္ဆာဖောက်လိမ့်မယ်လို့တန်တရားရှိသူတယောက်စီက GPS tracker နဲ့ mic ကိုဖယ်ရှားလိုက်ကြတယ်ပြီးတော့အဲ့ဒီ mic ကိုဘူးတစ်ခုတည်းထည့်ပြီးမြေရောက်လိုင်ကူတူးနေတယ်လို့မျိုးစက်တန်တွေပေးကရဲတွေကိုလှည့်စားလိုက်ပါတယ်ရဲတွေကလည်းသူတို့မြေရောက်ကနေထွက်ပြေးတော့မယ်အထင်နဲ့အချက်ပြရာနောက်ကိုအတင်းလိုက်ကြတာပေါ့အဲ့ဒီချိန်မှာတခိုးတွေက GPS tracker ကိုရှွန့်တကောင်မှချီပြီးပိုက်လိုင်းနဲ့လွတ်လိုက်ပါတယ်ရဲတွေကမြေအောက်မှာအချက်ပြချက်ပြီးဗញ្ញံရွေရှားနေတာကိုကြည့်ပြီးဝိုင်းဖမ်းလိုက်တဲ့အခါမှာတော့ရှွန့်တကောင်ပြီးမိပါတော့တယ်ရဲတွေကအလှည့်စားခံလိုက်ရမှန်းထီတော့အရန်ဒေါသထွက်သွားပြီးတခိုးတွေကိုအပြင်ထွက်လာအောင်အမျိုးသမီးတခိုးတယောက်ရဲ့တားထစ်သူကိုခေါ်လာပြီးပဒင်းပေါင်သားကိုလာဖို့ညှားခေါ်လိုက်ပါတယ်အဲ့ဒီအချိန်မှာပဲအဝေးကစနိုက်ပါသမားကသူ့မကိုပစ်ချော်လိုက်ပါတော့တယ်တချိန်တည်းမှာပဲရဲတွေကအင်အားအလုံးကြီးနဲ့ထပ်မံဆွီးနေတာကြောင့်တခိုးအဖွဲ့တွေလည်းပြိုကွဲတော့မယ့်အခြေအနေကိုရောက်နေပါပြီတစ်ဖက်မှာလည်းလီဆာပုံးရဲ့အိမ်ပိုင်ရှင်ကသူ့မကိုတွေ့သွားပါတယ်တခိုးတွေကိုတရင်ပြီးရင်စုငွေဒေါ်လာ1000ရမယ်ဆိုတာကြောင့်အိမ်ပိုင်ရှင်ကဂျန်ကိုချက်ချင်းဖုံးဆက်တိုင်းလိုက်ပါတယ်ရဲဝေအိမ်ကိုဝိုင်းထားတဲ့အချိန်မှာဂျက်ကလီဆာကိုဖုံးဆက်ပြီးအချိန်ဆွဲထားဖို့သူလာကယ်နီးပြီးထိကြောင်ပြောခဲ့ပေမဲ့ဂျက်လာရောက်မခင်မမေတော်တဲ့ကနေတနက်တန်နှစ်ချက်ထုတ်ပေါ်လာပါတော့တယ်